အတက်က20နှစ်ရှိပြီနေရတော့ပြည်မျိုးမှာနေပါတယ်ကျွန်တော်ဒီပြန်မွေးဝင်ပြန်ပြစ်တဲ့အကြောင်းရင်းလည်းကျွန်တော်ဝါနာဟော်တရားဖြစ်နေဝါနာလေအဲဒီတော့ဒီပြန်ဝဲကကျွန်တော်ဟော်တရားဖြစ်နေအိမ်မက် account တွေကိုစားပြီးလမ်းစာပေါ်မယ်လို့ကျွန်တော်မျှော်လင့်တယ်online ပေါ်မှာပြန်တော့တိတ်ပြီးအခက်အခဲမရှိပါဘူးဘာလို့ဆိုတော့ online ပေါ်ကကျွန်တော်တင်ငယ်ချင်းတွေရယ်ကျွန်တော်အားပေးတဲ့လူတွေပေါ့အဲ့လိုလူတွေကြာကျွန်တော်သူတို့ကြောင့်အများကြီးကျွန်တော်အထောက်ပံ့ရပါတယ် online ပေါ်မှာတိတ်ပြန်တော့အခက်အခဲမရှိပါဘူးနမရအတိုင်းမသိတော့ပြောမိပါတယ်ပေါ့ဘာလို့လဲဆိုတော့တင်ငယ်ချင်းတွေအားလုံးကကျွန်တော် Facebook ထဲမှာရှေ့တင်ငယ်အားလုံးကကျွန်တော်အတိအမဲ့ပြောရဲဆိုတော့ feeling လေးတစ်ခုပေါ့ကျွန်တော်တက်အများကြီးခွန်အားရှိပါတယ်ဟုတ် online ပြန်ဝင်နေပတ်သက်ပြီးတော့ကောင်းပါလေဘာဖြစ်ဖြစ်ဒီလိုကျွန်တော်တို့လိုနေရာလူတွေအတွက်လည်းအဆင်ပြေတာပေါ့ဘာလို့ဆိုတော့ကိုယ့်အိမ်မက် account လေးဖော်လို့ရတယ်ပြန်ဝင်နေအဆင်ပြေပါတယ်ကျွန်တော်အိမ်မက်ကကြတော့အမော်တရားဖြစ်နေရေးမှချက်ကိုတော့ကျွန်တော်အကောင်းဆုံးပေါ့ဘယ်လိုလဲအောက်တဲ့ပုံသားမှာဟုတ်မိသားစုတွေထဲမှာတော့တိတ်ပြီးအထောက်အပံ့မဖြစ်ဘူးဗျဘာလို့ဆိုတော့အိမ်ကကျွန်တော်ဖြစ်စေချင်တာကြတော့စီဝါရေးလုပ်ငန်းရှင်တရားဖြစ်စေချင်တယ်အိမ်ထဲတော့နည်းနည်းအမြင်လေးကွဲတာပေါ့အားလေးနည်းနည်းစိတ်ကလေးတော့ဖြစ်စေတယ်အမေကတော့နားလည်မှုပေးပါတယ်ဘာဖြစ်တိုင်မင်းချင်းနဲ့အမေတို့အမတို့နဲ့တိုင်မင်းနဲ့နည်းနည်းလေးတော့အမေတို့မတို့နဲ့ထောက်ပံ့ပေးရပေါ့အဖေကတော့လူကြီးချဖြစ်တဲ့အိမ်ကဦးစီးဖြစ်တဲ့လျောက်တော့စီဝါရေးဘက်ကိုဦးစားပေးစေချင်တယ်ကျွန်တော်အောင်မြင်မှုဆိုတာတော့ဘယ်လိုပြောမလဲအများပြည်သက်အများကိုယ့်ရဲ့တငယ်ချင်းတွေတကယ်လို့မော်တရားဖြစ်လာခဲ့ရင်ကိုယ့်ရဲ့ပြည်သက်အားပေါ့တကယ်လို့တကယ်နဲ့အထောက်ပံ့အားပေးမှုရရင်ဆိုတော့ကိုယ့်ကိုယ်နဲ့အောင်မြင်ပြီလို့ယူဆလို့ရတယ်ပေါ့ feature ပြန်ဝင်ကြတော့ကျွန်တော်ရဲ့အိမ်မက်ကောင်းတဲ့ပုံတော့အများကြီးအကျိုးပြနိုင်မယ်လို့ထင်ပါတယ်။ဘာလို့ဆိုတော့ feature ပေးထားတဲ့ဝင်တာတယောက်ဖြစ်ခဲ့မယ်ဆိုရင်ပေးထားတဲ့ခန်းစားခွင့်တွေကအများကြီးလေ။ဘာလို့ဆိုတော့ magazine မှာလည်းစာမျက်နှာအဖြစ်မျက်နှာပုံဖြစ်ပါဝင်ရမယ်။ပြီးတော့အတွင်းစာမျက်နှာလည်းပါဝင်ရမယ်ဆိုတော့ဘာပဲဖြစ်ဖြစ်ကြညာရေးပိုင်းလည်းရိုက်ကူရမယ်ဆိုရင်ကျွန်တော်အိမ်မက်အတွက်ပို့ပြီး account တွေပေါ့လမ်းစာပွင့်မယ်လို့ကျွန်တော်မျှော်လင့်နေပေါ့။ကျွန်တော် feature စတာပေးတာတော့ကျွန်တော်အမြဲတမ်းပြောင်းလဲဟဲ့ကာလာကျွန်တော်အမြဲချိန်နေတယ်လေအားကြောင့်လို့ဟဲ့ကာလာချိန်တဲ့ကျွန်တော်စပင်ပျက်စီးနေရစပြီးတော့ feature စပြီးတောက်ပြခဲ့တာပေါ့ဒါပေမဲ့ feature စပြီးတော့ဟဲ့ကာလာအတွက်တောက်ဖြစ်တဲ့ဆိုရင်မဲ့ကျွန်တော်အသားကြီးစပြီးတော့ပြောင်းလဲလာတယ်ဘာလို့ကျွန်တော်တကြံမှာပျက်စီးသွားတဲ့ကျွန်တော်အသားကြီးပြန်ပြီးတော့ဆိုပြေးလာတယ်တင်ငယ်ချင်းတွေလည်းမေးကြတယ်ဗျဘာဖြစ်လို့ဘာစေးတောက်လို့ဘာဖြစ်လာလဲအဲ့လိုကြောင့်ကျွန်တော် feature ကိုညွှန်ပြတယ်ဒါပြီးတော့ဒီဖိနဲ့ကို confidence ရှိလာပေါ့အသားကြီးလည်းပြောင်းလဲလာတယ်စပင်လည်းပြောင်းလဲလာတယ်စပင်နဲ့ခွာပြလိုက်ပါလည်းမရှိတော့ကျွန်တော်တက်တယ်မှာဗျကျွန်တော်ဟောတရားဖြစ်နေတဲ့ရေချက်ကိုကျွန်တော်အခက်အခဲအများကြီးကြားရနေပေါ့အတက်နိုင်ဆိုစူးစမ်းနေပါတယ်ကျွန်တော်အားပေးကြပါဗျကျေးဇူးတင်ပါတယ်